ဟိုးရှိရှိတုန်းကပေါ့ပင်လယ်ကမ်းစပ်နားလေးမှာအဖိုးအိုတယောက်နေထိုင်ခဲ့ဘူးတယ်အဖိုးအိုကတငါအလုံးနဲ့ပဲဘဝကိုရက်တည်ခဲ့တာပေါ့မနက်မိုးမလင်းခင်ပင်လယ်ထဲထက်ညနေဆောင်မှာငါးတွေနဲ့အတူအိမ်ပြန်ရောက်ပေါ့ဒီလိုနဲ့ပဲအဖိုးအိုရဲ့ဘဝကပင်လယ်ပြင်နဲ့ခွဲလို့မရအောင်ချီနှောင်နေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီအဖိုးအိုမှာမိသားစုရဲ့လို့မရှိတော့ဘူးဇနီးတဲ့ကလည်းကွယ်လွန်သွားတာကြာပြီသားသမီးတွေကလည်းအရွယ်ရောက်တော့ကိုလန်းကိုသွားကြတာပေါ့အခုတော့အဖိုးအိုတယောက်တည်းပင်လယ်ပြင်ကြီးလိုပဲကျဲပလောလာတဲ့အထီးချမ်းချင်းနေကြတဲ့နေ့ရက်တွေကိုဖျက်ဆီးနေရတာပေါ့နေ့တိုင်းငါးဖမ်းထွက်ညနေပြင်လာရင်ကို့ဘာသမင်းချက်စားပြီးရင်ကျဲတွေစုံနေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်ရင်တီးရေးခွေးတာပေါ့သူ့ဘဝကဒီလိုပဲရိုးရိုးလေးနဲ့ပြီးဆုံးတော့မလို့ထင်ရတယ်အဖိုးအိုရဲ့တဲလေးနားမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်အပင်ကအရန်ကိုကြီးမားပြီးအကိုင်းအခတ်တွေကဝေးဆာနဲ့လှပနေတာပေါ့အဖိုးအိုကဒီတစ်ပင်ကြီးကိုမျက်နှိုးတယ်သူ့အထီးချင်းတွေကိုအဖော်ပြုတ်ပေးနေတဲ့အဖော်ကောင်တယောက်လိုသဘောထားတယ်ညဘက်ဆိုလဲတရွက်တီတိုက်ခတ်တန်တဝေါ်ကအဖိုးအိုရဲ့တူးတဲ့သောတချင်းတန်ပေါ့တရက်တော့အဖိုးအိုငါးဖမ်းကပြန်လာတော့နေဆောင်နေပြီအိမ်ပြန်ရောက်တာနဲ့လွေကပစ္စည်းတွေကိုသိမ်းငါးတွေကိုရောင်းပြီးအိမ်ပြန်ရောက်တော့မောင်စားပြုတ်နေပြီပေါ့အဖိုးကပင်ပန်းလာတော့မြန်သမင်းစားပြီးနားချင်တာပေါ့အဲ့ဒီအချိန်မှာပဲထူးညင်းရေတန်လေးတစ်ခုကိုအဖိုးကိုကြားလိုက်ရတယ်အထံကဘေးကလာမှမသိဘူးသူ့တဲလေးဘေးကတစ်ပင်ကြီးပေါ်ကနေလာတာများလာလို့အဖိုးကိုစဉ်းစားမိတယ်ဒါပေမဲ့ပင်လယ်ကမ်းစပ်မှာသူ့အပြေဘယ်သူမှမရှိဘူးလေအဖိုးကနားဆွင့်ကြည့်တယ်ဒီတစ်ခါတော့ပိုပြီးထင်းရှားကြားလိုက်ရတယ်တစ်ပင်ကြီးရဲ့အကိုင်းအခတ်တွေကြားကနေလာတာတေချာနေပြီးအဖိုးကစိတ်ထဲမှာထူးဆန်းလာတယ်ဒီတစ်ပင်ကြီးပေါ်မှာဘယ်သူရှိနိုင်မှာလဲညဘက်ကြီးဆိုတော့ပိုပြီးထူးဆန်းတာပေါ့အဖိုးဖြည်းဖြည်းသေးတစ်ပင်ကြီးဘက်ကိုလှမ်းကြည့်လိုက်တယ်တစ်ပင်ကြီးရဲ့အကိုင်းခတ်တွေချားမှာအရိပ်လေးတစ်ခုကိုမြင်လိုက်တယ်လာရောင်ကတေးရွက်တွေချားကနေဖြာကျနေတော့အရိပ်ကမိမ့်လေးပဲမြင်ရတယ်ဒါပေမဲ့အဲ့ဒီအရိပ်လေးကလူပုံစံနဲ့တူနေတယ်အဖိုးမျက်လုံးကိုပို့ပြူးပြီးကြည့်လိုက်တယ်အဲ့ဒီအရိပ်ကလှုပ်ရှားနေတယ်ပြီးတော့ရုတ်တရက်အဲ့ဒီအရိပ်ကတီးရက်တွေချားကနေအောက်ကိုငုံကြည့်လိုက်တာပေါ့အဖိုးမျက်လုံးအစုံနဲ့စုံတော့တဲ့အချိန်မှာပဲလာရောင်အောက်မှာဖြူစစ်နေတဲ့မျက်နှာလေးတစ်ခုကိုမြင်လိုက်တယ်မျက်နှာလေးကအလွန်လှပပြီးအပြုံးလေးကန့်ညီးနေတာပေါ့ဒါပေမဲ့အဲ့ဒီမျက်နှာလေးကပုံပန်လူတယောက်ရဲ့မျက်နှာနဲ့မတူဘူးတခုခုထူးဆန်းနေတယ်အဖိုးကိုလှုပ်ရှားမှုရပ်တန့်သွားတယ်တူးလက်ထဲကငါးထောင်းလေးတောင်မြေကြီးပေါ်ပြုတ်သွားတာမျက်လုံးအပြူးသားနဲ့အဲ့ဒီအရိပ်လေးကိုကြည့်နေမိတာပေါ့အဲ့ဒီအရိပ်လေးကတော့သူ့ကိုအပြုံးပြရင်းနဲ့တဖြည်းဖြည်းပျောက်ကွယ်သွားတော့တာပဲ